ဓမ္မမိတ်ဆွေယောဂီသူတော်စင်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့သာသနာတော်နှစ်2568ခုနှစ်မြန်မာတက္ကရာ1386ခုနှောင်းတကူလပြည့်ကျော်2ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ14ရက်တနင်္လာနေ့မွန်ပြည်နယ်မော်လမြိုင်မြို့ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်သောတကြံ9ရက်တရားစခန်းဒုတိယနေ့ဒုတိယအချိန်နေ့လယ်တနာရီကနေပြီးတော့2နာရီထိပေါ့ကျင့်စဉ်ထောက်ကူပြုအဘိဓမ္မာရိုးရိုးကိုမသိကြမပို့ချခင်တရားပိုင်ရှင်ဖြစ်တော်မူသောသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရှင်အားနမောတတ္တ3ရင်ရွတ်ဆိုပူဇော်၍ရှ िख ိုးဥချကြောလိုက်ကြပါအောင်စို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘဂဝါဂုံရှင်အရဟံဂုံရှင်သမ္မာသမ္ဗုဒ္ဓဂုံရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်အားရှိခိုးပါ၏ရှင်ဘုရားအာလုံးတတဝါဘေးရန်ကွာချမ်းသာကြစေသာငါဤကိုယ်မှာရှိနေတာယွန်ရှာဝဲကြီးပါရငါသည်မုတ်ချတနေ့ကြသေရမှာပါရခန္ဓာငါးရံဖယားထံအနံလူရံမာဤဖြာအာဓုအာဓုအာဓုဆက်လက်ပြီးတော့အဘိဓမ္မာမြတ်ဒေသနာကိုသင်ကြားပို့ချမှာဖြစ်တဲ့အတွက်အဘိဓမ္မာဘုရားရှိခိုးနဲ့အရက်10မျက်နှာမေတ္တာပို့သကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓမတုလံသာသဓမ္မဂနုတမံဘိဝါဒိယဘာသိတံအဘိဓမ္မထသင်္ဃဟံနမောဗုဒ္ဓါယသိတံနမောဗုဒ္ဓါယသိတံနမောဗုဒ္ဓါယသိတံအယရှင်မျက်နှာ၌ရှိကြကုန်သောနန္ဒစကြဝဠာနန္ဒတတဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလ
ရှိကြကုန်သောထဝွန်ခြင်းနန္ဒစัจ java လာအပေဘုံသာနန္ဒတတဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထက်ရ၌ရှိကြကုန်သောထဝွန်ခြင်းနန္ဒစัจ java လာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေယနေ့ကြွားရောက်လာကြကုန်သောဓမ္မမိတ်ဆွေပေါင်းတို့နှင့်ဤနယ်မြေဤဒေသတွင်ရှိကြကုန်သောမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်ပေါင်းတို့သည်လည်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေသာဓုသာဓုသာဓုကဲဓမ္မမိတ်ဆွေများဒီနေ့ကတရားစခန်းဒုတိယနေ့ဖြစ်သွားပြီနော်ကဲမနေ့ကပထမနေ့တုန်းကတော့အဘိဓမ္မာမိတ်ဆက်အနေနဲ့နော်အချင်းချုပ်45မိနစ်ခန့်ဆွေးနွေးပြီးပြီပေါ့အဲ့တော့ဒီနေ့ကလည်းဆက်လက်ပြီးတော့ပဲနော်ဒီအဘိဓမ္မာနဲ့ပတ်သက်ပြီးတော့ဆက်လက်ဆွေးနွေးပေးမှာပေါ့နော်ကဲဒါဆိုရင်မနေ့ကတော့အဘိဓမ္မာဆိုတဲ့နော်သင်္ကြန်9ပိုင်းကိုအနှစ်ချုပ်အချင်းချုပ်ပြီးတော့ပြောပြပြီးပြီပြီးတဲ့အခါမှာပရမတ္ထတရား၄ပါးလို့ပြောတဲ့စိတ်စေတသိက်ယုတ်နိဗ္ဗာန်လို့ခေါ်တဲ့နော်ပရမတ္ထတရား၄ပါးကိုလည်းရှင်းပြခဲ့ပြီးပြီအဲ့ဒီတဲကမှစိတ်စေတသိက်ယုတ်ဆိုတာခန္ဓာ၅ပါးလို့လည်းပြောပြခဲ့တယ်နော်ဆိုတော့တခြင်းထဲမှာလည်းပါတယ်လေခန္ဓာရဲ့လို့ပြောနေကြတယ်ဟုတ်လားဗျာခန္ဓာဆိုတာဘာကိုပြောတာခန္ဓာဆိုတာခန္ဓာရဲ့အဓိပ္ပာယ်ကရုပ်အပေါင်းစုနာမ်အပေါင်းစုကိုအဲ့ဒါဘာလို့ခေါ်တာလဲဒါလေးလည်းမှတ်ထားပါနော်ခန္ဓာဆိုတာရုပ်အပေါင်းစုနာမ်ပေါင်းစုမနေ့ကသင်ပေးပြီးပြီလေရုပ်တရားနဲ့နာမ်တရားဆိုတာမရှိဘူးလားရှိပါတယ်ခန္ဓာ၅ပါးမှာရုပ်တရားကဘယ်နှပါးရှိလဲတစ်ပါးပဲရှိနာမ်တရားကဘယ်နှပါးရှိလဲဟုတ်တယ်ခန္ဓာမှာရုပ်ခန္ဓာကတစ်ပါးရှိပြီးတော့နာမ်ခန္ဓာက၄ပါးရှိတယ်ဒါကြောင့်လို့ခန္ဓာဆိုတာရုပ်ပေါင်းစုနာမ်ပေါင်းစုလို့เนาะအဓိပ္ပာယ်ရတယ်ပေါ့ခန္ဓာ၅ပါးအကြောင်းကိုပြောတယ်အဲ့တော့ရုပ်ပေါင်းစုလို့ပြောလိုက်တဲ့အတွက်ကြောင့်ရုပ်ပိုင်းကို
သိဖို့တော့လိုတာပေါ့နော်ဘာဖြစ်လို့လဲဆိုဆရာတော်တရားကပထမဦးဆုံးဘယ်နေရာမှာပဲဟောပေါ့နော်အဲ့တော့ယုတ်ဇာတိဆိုတာအရင်ဘာဖြစ်လဲအမြဲတမ်းဟောတယ်နော်ဒီယုတ်ရဲ့သဘောတဘာဝတွေကိုသိဖို့နော်အဲ့တော့ယုတ်ဇာတိကိုအရင်ဟောတယ်ဒါကြောင့်မလို့ယုတ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတော့မနေ့ကလည်းရှင်းပြခဲ့ပြီးပြီနော်ယုတ်ဆိုတာအပူအေးစတဲ့စန့်ကျင်ဘက်အကြောင်းတရားတွေကြောင့်တဲ့ရှေ့အစဉ်နဲ့နောက်အစဉ်မတူအောင်ပြောင်းလဲဖောက်ပြန်တတ်တဲ့သဘောကိုအဲ့ဒါဘာလို့ခေါ်လဲယုတ်ဆိုပြီးတော့ဒါကြောင့်လို့တရားတွေရှုမှတ်တဲ့အခါမှာမိမိတို့ကြာကြာထိုင်လာရင်ဒါပညတ်တွေတက်ပြီးပြောရင်တော့ထုံလာတယ်ကျင်လာတယ်တောက်လာတယ်တင်းလာတယ်အဲ့ဒီလိုမပြောဘူးလားပြောတယ်အဲ့ဒီပညတ်တွေကိုနောက်ပိုင်းမှာရှုမှတ်နေရင်းနဲ့ပရမတ်သဘောတရားတွေကိုနားလည်လာပြီဆိုရင်ထုံနေကျင်နေတောက်နေတင်းနေဆိုတာရှိလားရုပ်ဖောက်ပြန်တာဆိုတာပဲရှိလားဟုတ်တယ်ရုပ်ဆိုတာဖောက်ပြန်တဲ့သဘောပဲရှိတယ်အဲ့ဒါကိုမှပညတ်တွေတက်တယ်ပညတ်ဆိုတာအရှိတရားလည်းမဟုတ်ဘူးအမှန်တရားလည်းမဟုတ်ဘူးခေါ်ဝေါ်သတ်မှတ်ချက်တာဖြစ်တယ်ဟုတ်လားဗျာလူပဲနတ်ပဲဗြမာပဲဆိုတာအဲ့ဒါခေါ်ဝေါ်သတ်မှတ်ထားတာအဲ့ဒါဘာတွေလဲပညတ်တွေပေါ့အဲ့ဒီလိုပဲကိုယ်ခန္ဓာမှာလည်းခေါင်းတို့ခြေတို့လက်တို့ဟုတ်တယ်မလားခြေထောက်တို့တင်ပါတို့စသဖြင့်ငါခြေထောက်ကထုံတယ်လို့မှတ်လိုက်ပြီဆိုရဲကိုကဒါတဲကူဆရာတော်ဘုရားကြီးပြောတဲ့နည်းနဲ့ပြောမယ်ဆိုရင်ငါရဲ့ခြေထောက်ကထုံတာရဲ့အဲ့ဒါရှိတဲ့တရားလားမရှိတဲ့တရားလားမရှိတဲ့တရားငါခြေထောက်ကထုံတယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်အဲ့ဒါမိစ္ဆာဒိဋ္ဌိသုံးတတ်ကွာမယ်ဟုတ်လားဟုတ်တယ်နော်ငါဆိုတာရောရှိလို့လားခြေထောက်ဆိုတာရောထုံတယ်ဆိုတာရောအဲ့ဒါပညတ်တွေမဟုတ်ဘူးလားတကယ်တော့ငါခြေထောက်ကထုံတယ်ဆိုတာတနည်းအားဖြင့်ပြောရင်ရုပ်ဖောက်ပြန်တာပဲမဟုတ်ဘူးလားအဲ့ဒီဖောက်ပြန်တဲ့သဘောတရားလေးကိုသိပြီဆိုရင်ဒါပရမတ်ဆိုင်အောင်ပါပြည့်လေမိမိရှုမှတ်ပွားများနိုင်သွားပြီပေါ့နော်အဲ့ဒီကြရင်လည်းမပြောင်းမပြင်မဲနဲ့လေကိုကဘာဖြစ်သွားပြီလဲရုပ်ကဖောက်ပြန်တဲ့သဘောတဘာဝကိုနားလည်သွားတဲ့အတွက်ကြောင့်တနည်းအားဖြင့်ပြောရင်ဉာဏ်နဲ့ထိုးရင်းသိသွားတာပေါ့ဘာနဲ့ထိုးရင်းသိသွားတာဟုတ်တယ်ရုပ်ကဖောက်ပြန်တဲ့သဘောဆိုတာကိုဉာဏ်နဲ့ထိုးရင်းသိရင်ဟိုတီးခံဆွတ်လို့ဖို့တော့ဘာဖြစ်လဲမလို့မသိသေးတဲ့အချိန်မှာတော့ရုပ်ဖောက်ပြန်တာကိုဘာလုပ်ပေးရတီးခံပေးရတယ်လက်ခံပေးရတယ်ဆွတ်လွတ်ပေးရတယ်ဟုတ်တယ်မလားနော်ဒါကြောင့်မလို့ရုပ်ဆိုတာအစုအဝေးကြီးပဲအဘိဓမ္မာအနေနဲ့ပြောမယ်ဆိုတာရုပ်အပေါင်းစုဆိုတာရုပ်လို့ပြောရင်ရုပ်တရားလို့ပြောလိုက်လို့ရှိရင်သူကအဝိနိတ်ဘောဂရုပ်၈ပါးကိုအဲ့ဒါစုပေါင်းတာနော်ရုပ်ဆိုတာအဝိနိတ်ဘောဂရုပ်က၈ပါးရှိတယ်အဲ့တော့အဲ့အဝိနိတ်ဘောဂရုပ်၈ပါးဆိုတာဘာတွေလဲဆိုရင်ဓာတ်ကြီး၄ပါးပါတယ်ဘာပါလဲဗျာဒီရုပ်မှာဓာတ်ကြီး၄ပါးဆိုတာပါတယ်ဓာတ်ကြီး၄ပါးကတော့သိပြီးသားပေါ့ဘာတွေလဲဆိုရင်ပထဝီတေဇောအာပေါဝါယောလို့ခေါ်တဲ့ဓာတ်ကြီး၄ပါးနော်ပြီးရင်ဝဏ္ဏဂန္ဓရတ္တဩဇာရဲ့လို့နော်အားလုံးအဝိနိတ်ဘောဂရုပ်ကဘယ်နှပါးရှိလဲ၈ပါးရှိတယ်အဲ့ဒါဆိုရင်ရုပ်ဆိုရုပ်လို့ပြောရင်တက်ရှိရုပ်ပဲဖြစ်ဖြစ်ဟောဒီတက်မဲ့ရုပ်တွေပဲဖြစ်ဖြစ်မြူမုံလေးတမုံကသဲမုံလေးတစ်ပွင့်ဖြစ်ကင်လိုက်အဲ့ဒါဒီဘာနဲ့ဖွဲ့စည်းထားလဲဆိုရင်အဝိနိတ်ဘောဂရုပ်၈ပါးနဲ့ဘာဖြစ်လဲဖွဲ့စည်းထားတယ်ဒါကြောင့်လို့တက်ရှိလဲ၈ပါးပဲတက်မဲ့လဲ၈ပါးပဲပထဝီဆိုတာဘာသဘောတွေရှိတယ်မာသဘောပြော့သဘောခက်ထန်တယ်နူးညံ့တယ်ပေါ့နော်ပထဝီတေဇောဆိုတာကပူတယ်အေးတယ်နော်တေဇောဒါဓာတ်ကြီးလေးပါကိုယ်ခန္ဓာမှာရှိတဲ့နော်ရုပ်တရားထဲမှာပါတာကိုပြောပြအဲ့တော့ပထဝီတေဇောအဘောဆိုတာဗာလဲယူစီတယ်ဖွဲ့စည်းတာကိုအဘောဓာတ်လို့ခေါ်တယ်နော်
ပထဝီဓာတ်တေဇောဓာတ်အာဘောဓာတ်ပြီးရင်ဝါယောဓာတ်ဝါယောဆိုတာတွန်းကန်နဲ့ထောက်ခံနဲ့လှုပ်ရှားတယ်ပေါ့နော်အဲ့ဒါကိုပဲပထဝီတေဇောအာဘောဝါယောဆိုပြီးတော့ဓာတ်ကြီး၄ပါးလို့မပြောလိုက်ဘူးလားဒါကြောင့်မလို့ရုပ်ဇာတိကိုပြောတဲ့အခါမှာလဲဟိုးကလလရေကြီးကစပြီးတော့ဒီဓာတ်ကြီး၄ပါးပဲမဟုတ်ဘူးလားအဲ့ဒီကနေပြီးတော့အခေါ်အဝေါ်တွေနာမည်တွေပြောင်းလာတယ်ပညတ်တွေတာပြောင်းနေဒီအသက်ဒီရွယ်ရောက်လာတဲ့အထိတကယ်တော့ဒီကောင်ကြီးကဘာကြီးပဲလဲဓာတ်ကြီး၄ပါးပဲเนาะကျန်တာတွေကခေါ်သတ်မှတ်ထားတဲ့အမည်နာမပညတ်တွေပေါ့เนาะဝေါ်ရပညတ်တွေပေးထားတာပေါ့ကဲဒါဆိုရင်အဲ့ဒီဓာတ်ကြီး၄ပါးရဲ့ဝဏ္ဏဆိုတာတက်ရှိရုပ်ပဲဖြစ်ဖြစ်တက်မဲ့ရုပ်ပဲဖြစ်ဖြစ်ဝဏ္ဏဆိုတာအစင်းဆိုတာမရှိဘူးလားအခုကျွန်တော်မမြင်အောင်လားမြင်ရတယ်ဒီတိုင်ကြီးတွေရောမမြင်အောင်လားတက်မဲ့တိုင်ကြီးတွေအဲ့ဒါဝဏ္ဏအစင်းကိုမြင်တာဘာကိုမြင်ရတာလဲအဲ့ဒီအစင်းကိုမှကိုကပညာတတ်လောက်တော့လူပဲတိုင်ပဲဆိုပြီးတော့ဘာဖြစ်တာလဲခေါ်တတ်မှတ်ပလိုက်တာဟုတ်လားဗျာတကယ်တော့ဘာကိုမြင်ရတာအစင်းပဲမြင်ရတာဝဏ္ဏဟုတ်တယ်နော်အဲ့တော့ဓာတ်ကြီး၄ပါးပြီးဝဏ္ဏဂန္ဓဆိုတာကအနတ်တက်ရှိမှာအနတ်နေမရှိဘူးလားရှိတာပေါ့လူလာနန်းကြည့်ပေါ့အနတ်ရှိတာပေါ့နော်အဲ့လိုပဲဒီတိုင်နေတက်သားတွေသွားပြီးတော့နန်းကြည့်ရင်ရောအနတ်မရှိဘူးလားရှိတယ်ဒါကြောင့်တက်ရှိရုပ်ပဲဖြစ်ဖြစ်တက်မဲ့ရုပ်ပဲဖြစ်ဖြစ်ဘာရှိလဲအစင်းရှိတယ်အနတ်ရှိတယ်ဝဏ္ဏဂန္ဓအရသအရသာရောမရှိဘူးလားအစားတွေစားတော့တဲ့အခါမှာတက်ရှိတွေတက်မဲ့တွေမစားဘူးလားတက်မဲ့မှာလည်းအရသာရှိတာပဲเนาะဒါကြောင့်မလို့ချတို့ပရွဲစိတ်တို့အဲ့ဒါတွေကဘာဖြစ်လဲဒီတက်သားတွေဘာလို့မစားဘူးလားဒါတော့ဒါရသเนาะဩဇာလေအဲ့ဒီလိုစာဟာရတွေစားခြင်းအပြင်အစီအနှစ်အစေးဆိုတဲ့ဓာတ်မရဘူးလားတနည်းအားဖြင့်ပြောရင် energy ရတာပေါ့เนาะဒါကြောင့်မလို့ဓာတ်ကြီး၄ပါးရဲ့ဝဏ္ဏဂန္ဓရသဩဇာဆိုတဲ့အဲ့ဒီ၈ပါးကိုဒီရုပ်လို့ပြောရင်အဝိနိဘောဂရုပ်၈ပါးပါတယ်ဆိုတာကိုဘာဖြစ်လဲသိထားဖို့เนาะဒါကြောင့်မလို့ဒါရုပ်ပေါင်းစုเนาะခန္ဓာလို့ပြောလို့ရှိရင်ရုပ်ပေါင်းစုနာမ်ပေါင်းစုလို့မပြောဘူးလားအဲ့ဒါကမှလွယ်တကူမှတ်မိအောင်နောက်ကဟာတွေမပြောတော့ဘူးလေဒီခန္ဓာကြီးကကလလအရေးကြီးတွေကစပြီးတော့ဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းထားတယ်လို့မပြောဘူးလားအဲ့ဒါဆိုရင်နားလည်လိုက်တော့ပေါ့နော်ကြံတဲ့ဝဏ္ဏဂန္ဓရသဩဇာဆိုတာလဲပါတယ်ဆိုတာနော်ကဲဒါဆိုရင်ဒါယုတ်နဲ့ပတ်သက်လို့နော်ယုတ်နဲ့ပတ်သက်လို့ဒီလောက်ဆိုသိပြီအဲ့တော့ယုတ်ရဲ့အလုတ်ကဘာလုပ်တဲ့အလုပ်ပဲသူကလုပ်လဲဆိုရင်သူ့ရဲ့သဘာဝကပြောင်းလဲပြီးတော့ဖောက်ပြန်တတ်တဲ့သဘောရှေးစင်နဲ့နောက်စင်မတူအောင်လဲပါဖြစ်လဲပြောင်းလဲပြီးဖောက်ပြန်တရားတွေရှုမှတ်ရင်မပြောကြဘူးလားဟာဒီတကတော့ထိုင်လို့ကောင်းတယ်ဒီတကကြတော့ဝေဒနာတွေပါဖြစ်လဲတက်တယ်စောစောကနဲ့တူလားအမတူဘူးဒါကြောင့်မလို့ဖောက်ပြန်တဲ့နေရာမှာရှေးစင်နဲ့နောက်စင်မတူအောင်ပါဖြစ်လဲပြောင်းလဲဖောက်ပြန်တတ်တဲ့သဘောကိုရုပ်လို့ခေါ်တယ်เนาะဒါကြောင့်ရုပ်ဆိုတာသဘောတရားပဲเนาะကဲဒါဆိုရင်ရုပ်အကြောင်းဒီလောက်ဆိုရင်ရပါပြီအဲ့ဒီရုပ်ကြီးသည်ဟိုးအမိဝမ်းခေါင်းเนาะအမိဝမ်းခေါင်းကနေပြီးတော့သူကဘယ်အထိသွားမှာ6ပေကောင်းထိသွားမှာဟုတ်တယ်မလားစထွက်လာတဲ့ကအမိဝမ်းခေါင်းထဲကနေထွက်မလာဘူးလားဓာတ်ကြီး၄ပါးပဲမဟုတ်ဘူးလားတနည်းအားဖြင့်ပြောရင်အာဝိနိဘောဂရုပ်၈ပါးပဲမဟုတ်ဘူးလားအဲ့ဒါဒီနောက်ဆုံးเนาะနာမ်ခန္ဓာ၄ပါးမရှိတော့ဘူးဆိုရင်ဘာဖြစ်သွားပြီလဲသိပြီလေ6ပေကောင်းနဲ့ရောက်ပြီဒါကြောင့်မလို့ဒီရုပ်ဒီအမိဝမ်းခေါင်းကနေ6ပေကောင်းထိပြောင်းလဲဖောက်ပြန်တတ်တဲ့သဘောကိုတောက်လျှောက်ပြမနေဘူးလားကဲသေသွားပါပြီနာမ်ခန္ဓာမရှိတော့ဘူးဆိုတော့ရုပ်ခန္ဓာကြီးပဲကြံတော့မှာပေါ့အဲ့ဒီကျွင်းကြံရစ်တဲ့ရုပ်ကိုမှဘာရုပ်လို့ခေါ်လဲဥရုဇရုပ်လောင်းကြီးကိုဆိုပြီးမပြောဘူးလားဥရုဇရုပ်ကြီးကြံတယ်အဲ့ဒီဥရုဇရုပ်ကနာမ်ခန္ဓာ၄ပါးမရှိတဲ့အခါမှာလည်းသူ့အလောက်ကဘာပဲလဲ
ဖောက်ပြန်တဲ့အလုပ်ကိုသူဆက်ပြီးပါဖြစ်လေလုပ်ပြီလေဘလို့တွေဖောက်ပြန်လဲပေပြီဆိုတာနဲ့တရက်အတုပနှစ်ရက်အတုပအယောင်တွေပြောင်းလာမယ်ညိုလာမယ်သွေးခွက်တွေဖြစ်လာမယ်အဲ့ဒီကနေမှဘာဖြစ်လဲဒွါရကိုပေါက်ကအရေတွေထွက်လာမယ်ရင်ကောင်တွေလာနာရင်ဘာဖြစ်လဲပုတ်ပွားဖောင်းကားပြီးတော့အဲ့ဒီမှာလောက်တွေတွယ်မယ်လောက်တွေကရှိသမျှအသားတွေအကုန်လုံးစားပြတဲ့အခါနောက်ဆုံးဘာပဲကြံမယ်အယိုးကြီးပဲကြံမယ်အဲ့ဒီအယိုးကလည်းကြာတဲ့အခါကျတော့ပြောင်းလဲဖောက်ပြန်ပြီးဘာဖြစ်သွားပြန်လဲမြေကြီးထဲရောက်သွားနော်ဒါကြောင့်မလို့အသက်ရှိနေစဉ်ခါမှာလည်းရုပ်ရဲ့အလုပ်ကဖောက်ပြန်တဲ့လုပ်တယ်သေဆုံးပြီးတဲ့အချိန်မှာလည်းသူ့ရဲ့ဟာဘာပဲလဲဒါကြောင့်မလို့ပရမတ္ထတရားဆိုတာမဖောက်မပြန်မှန်ကန်စွာနဲ့တကယ်ရှိတဲ့တရားကိုအဲ့ဒါဘာလို့ခေါ်တာပရမတ္ထတရားလို့ခေါ်တယ်ဒါကြောင့်မလို့ရုပ်ဆိုတာနော်ဖောက်ပြန်တဲ့သဘောတရားကနေဘယ်တော့မှဘာဖြစ်လဲပြောင်းလဲခြင်းမရှိဘူးဒါကြောင့်မလို့ပရမတ္ထတရားဆိုတာအရှိတရားအမှန်တရားမဖောက်မပြန်မှန်ကန်တဲ့မှတ်တဲ့တရားလို့ဘာဖြစ်လဲဘုရားရှင်ကနော်မိတ်ဆိုခဲ့တာပေါ့နော်ကဲဒါဆိုရင်အဲ့ဒီယုတ်ကြီးသည်6ပေခေါင်းကနေပြီးတော့ဟုတ်လား sorry အမိဝမ်းခေါင်းကနေ6ပေခေါင်းကိုသွားတယ်သေတဲ့အခါမှာလဲအဲ့ဒီယုတ်သည်အပေကိုကောပို့သလားနိဗ္ဗာန်ကိုကောပို့သလားစဉ်းစားဖောက်ပြန်တဲ့လုပ်တစ်ခုပဲလုပ်တာဒီယုတ်သည်အပေကိုလည်းမပို့ဘူးဘာကိုလည်းမပို့ဘူးလေနိဗ္ဗာန်ကိုလည်းမပို့ဒါဆိုရင်အပေကိုပို့တာရဲ့သူကတိဘုံတွေကိုပို့တာရဲ့နိဗ္ဗာန်တွေကိုပို့တယ်ဆိုတာဘာကပို့တာနန္တရားကပို့တာဟုတ်လားဗျာနန္တရားကပို့တာနန္တရားလို့ပြောလိုက်ရင်စိတ်ကစေတသိက်ကပေါ့စိတ်စေတသိက်ဆိုတာခန္ဓာ၅ပါးနဲ့ပြောမယ်ဆိုရင်ဝေဒနာခန္ဓာရဲ့တင်ညက်ခန္ဓာရဲ့သင်္ခါရခန္ဓာရဲ့သိမှုသဘောဖြစ်တဲ့ဝိညာဉ်နဲ့ခန္ဓာရဲ့ဆိုတဲ့အဲ့ဒီနာခန္ဓာ၄ပါးနန္တရားကသာဘယ်ကိုပို့တာဟုတ်တယ်အပေကိုလည်းသူဘာဖြစ်လဲပို့မယ်သူဂတိခုနှစ်ပုံကိုရောမပို့နိုင်ဘူးလားပြီးရင်နိဗ္ဗာန်ကိုရောမပို့နိုင်ဘူးလားပို့နိုင်တယ်ဒါကြောင့်မလို့ရုပ်ပိုင်းကိုရုပ်စာတိမာတဲ့ကဖြတ်ပြီးတော့ဘာဖြစ်လဲထားခဲ့လိုက်တယ်နော်တရားရှုမှတ်တဲ့အချိန်မှာလည်းဒီရုပ်ကိုဘာဖြစ်လဲဒီပိုင်းခြားနားလည်ပြီးတော့ဒီဉာဏ်ပညာနဲ့နော်ပိုင်းခြားပြီးတော့ရှုမှတ်ပွားများနိုင်အောင်ထားခဲ့ပြီးတော့မှဒီဘက်အာယုံနဲ့နော်နာမ်ပိုင်းကိုဘာဖြစ်လဲကျွန်တော်တို့ကရှုမှတ်ပွားများတာပေါ့နော်ကဲဒါဆိုရင်ရုပ်ပိုင်းကိုသိပြီဆိုရင်နာမ်ပိုင်းကြတော့စိတ်ပေါ့စိတ်ဆိုဒီမှာအတိပ္ပယ်ဖွင့်ဆိုချက်ကဘာလဲအာယုံကိုသိတတ်သောသဘောဒါကိုသိရအောင်နော်စိတ်ဆိုတာဘာလဲဗျာအာယုံကိုသိတတ်သောသဘောပါဠိလိုပြောမယ်ဆိုရင်တော့အာရမဏဝိဇာဏနာလို့အဓိပ္ပာယ်ရနော်အာရမဏဆိုတာအာယုံပဲလေနော်စိတ်ဆိုဒီမှာအာယုံကိုသိတတ်သောသဘောဗမာလိုသိရင်ရပြီပါဠိတော်ကတော့အကိုကပေါ့အာယုံကိုသိတတ်သောသဘောဆိုတာကအာရမဏဝိဇာဏနာကနေပြီးတော့အဲ့ဒီပါဠိတော်ကနေပါလာပြန်တာပေါ့နော်အဲ့တော့စိတ်ဆိုတာမိမိသိထားမှာပါလေအာယုံကိုသိတတ်တဲ့သဘောအဲ့တော့ကိုယ်စိတ်ကအာယုံတွေကိုမသိဘူးလားသိတယ်နော်စိတ်ဆိုဒီမှာအာယုံကိုသိမှုသဘောလို့ပြောတဲ့အတွက်ကြောင့်အာယုံဆိုတဲ့အဓိပ္ပာယ်ကိုသိဖို့မလိုဘူးလားအာယုံရဲ့လို့ပြောနေကြတယ်ဟုတ်တယ်မလားနော်အာယုံခန္ဓာနော်အာယုံခန္ဓာတွေအခုမရှုရဘူးလားရှုရတယ်နော်ဒါကြောင့်မလို့အာယုံဆိုတာကဘယ်ကလာတာလဲဆိုရင်ပါဠိတော်စောစောပြောတဲ့အာရမဏကလာတယ်အာယုံဆိုတာပါဠိတော်ဘယ်ကနေဆင်းသက်လာတာလဲအာရမဏကလာတယ်စိတ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာတည်းကစိတ်ဆိုဒီမှာအာယုံကိုသိမှုသဘောကိုအာရမဏဝိဇာဏနာလို့ပြောတာဟုတ်ဒါကြောင့်မလို့အာယုံဆိုတာပါဠိတော်ဘယ်ကလာတာလဲဆိုရင်အာရမဏကလာတယ်ဘယ်ကလာလဲဟုတ်တယ်အာရမဏဆိုတာကြားဘူးလား
ကြားဘူးတာပေါ့ပဋ္ဌာန်းတွေရွတ်ရင်ဘာလဲဘာပစ္စည်းရှိလဲအာရမဏပစ္စည်းဆိုတာရှိတာနော်အဲ့တော့အာရမဏကလာတယ်အာရမဏရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကဘာလဲဆိုရင်စိတ်တို့ရဲ့မွေ့လျော်ရာစိတ်တို့ရဲ့ပျော်ပါရာစိတ်တို့ရဲ့သိစရာအဲ့ဒါကိုအာယုံလို့ခေါ်တယ်ဟုတ်တယ်နော်အာရမဏဆိုတာဗမာလိုအဓိပ္ပာယ်ဖွင့်ရင်အာယုံအာယုံရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကအာယုံဆိုဒီမှာစိတ်တို့ရဲ့မွေ့လျော်ရာစိတ်တို့ရဲ့ပျော်ပါရာစိတ်တို့ရဲ့ကျက်စားရာတနည်းအားဖြင့်ပြောရင်တလောကလုံးသိစရာအားလုံးဒီအဲ့ဒါဘာတွေပဲလဲအာယုံစိတ်ကသိပြီဆိုတာနဲ့အဲ့ဒါဘာပဲလဲအာယုံပဲသိတာနဲ့သိစရာဒါပဲရှိတယ်နော်အာယုံနဲ့စိတ်နှစ်မျိုးပဲရှိတယ်လေအာယုံဆိုတာအသိခံရတာသိနေတာကဘယ်သူကသိတာလဲစိတ်ကသိတာနော်ဒါကြောင့်မလို့ပခုတ်ကူဆရာတော်ဘုရားကြီးကအာယုံနဲ့စိတ်ကွဲအောင်ကြိတ်တိဟိမက်ခေါ်သည်တဲ့ကြားဘူးလားမကြားဘူးတဲ့အခုကြားဘူးပြီပေါ့နော်အာယုံနဲ့စိတ်ရဲ့ဆက်သွယ်ချက်ကိုပြောပြနေစိတ်ဆိုဒီမှာအာယုံကိုသိတတ်တဲ့သဘောဒါဆိုရင်အာယုံဆိုတာစိတ်တို့ရဲ့မွေ့လျော်ရာပျော်ပါရာကျက်စားရာနေရာကိုအဲ့ဒါဘာလို့ခေါ်လဲအာယုံလို့ခေါ်တယ်ဒါဆိုရင်ကျွန်တော်တို့စိတ်တွေရဲ့မွေ့လျော်ရာပျော်ပါရာကျက်စားရာနေရာကိုဘုရားရှင်ကအာယုံဘယ်နှပါးရှိလဲလို့ဖော်ပြခဲ့လဲဆိုရင်အာယုံက6ပါးပဲရှိတယ်အာယုံဘယ်နှပါးရှိလဲဟုတ်တယ်စိတ်တို့ရဲ့မွေ့လျော်ရာပျော်ပါရာကျက်စားရာနေရာစိတ်တို့ရဲ့သိစရာအာယုံနေနဲ့6ပါးပဲရှိတယ်ဒါလည်းကြားဘူးမှာပါเนาะအဲ့တော့အာယုံ6ပါးဆိုတာဘာတွေလဲဆိုရင်ရူပါယုံနဲ့ကြားဘူးလားရူပနဲ့အာယုံကိုပေါင်းလိုက်တဲ့အခါကျတော့ရူပါယုံပေါ့ရူပါယုံဆိုတာကဟောဒီမျက်စိဖြစ်မြင်သမျှကောင်းကောင်းဆိုးဆိုးအစင်းအားလုံးကိုအဲ့ဒါဘာလို့ခေါ်လဲရူပါယုံလို့ခေါ်တယ်ရမလားယောဂီတို့ဟင်ဒါဆိုရင်ရူပါယုံဆိုပြီးအရင်ကတော့သိတာပေါ့ဗမာလိုအဓိပ္ပာယ်ကြတော့အခုအဘိဓမ္မာကိုလေးလာတဲ့အတွက်ကြောင့်ပုံမသိသွားဘူးလားသိသွားတာပေါ့ရူပါယုံဆိုတာမျက်စိဖြင့်မြင်သမျှကောင်းတာရောဆိုးတာရောအစင်းအားလုံးကိုအဲ့ဒါဘာလို့ခေါ်လဲရူပါယုံအဲ့ဒီလိုအစင်းတွေမှာစိတ်တွေကမမွေ့လျော်ဘူးလားမပျော်ပါဘူးလားမကျက်စားဘူးလားကျက်စားတာပေါ့ရူပါယုံကောင်းကောင်းလေးကိုမြင်ရပြီဆိုရင်ဒါလောဘမှုစိတ်ဖြစ်တာပဲဟုတ်လားဗျာလိုချင်တယ်တတ်မဲ့တယ်ချောလိုက်တာလှလိုက်တာစသဖြင့်ပေါ့ယုံဆိုးအကြီးတန်းတာကြီးကိုမြင်ပြီဆိုရင်ဒေါသမှုစိတ်ဖြစ်မှာပေါ့စသဖြင့်ပေါ့နော်ဒါအဘိဓမ္မာဝေါဝါဒတွေနဲ့ပြောတာပါကဲဒါဆိုရင်ရူပါယုံဆိုတာကမျက်စိဖြင့်မြင်သမျှအစင်းကောင်းကောင်းဆိုးဆိုးအစင်းအားလုံးကိုဘာလို့ခေါ်လဲအဲ့ဒီမှာစိတ်တွေမမွေ့လျော်ဘူးလားမပျော်ပါဘူးလားမကျက်စားဘူးလားကျက်စားတယ်ဒါဆိုရင်အာယုံတစ်ပါးမသိသွားဘူးလားအာယုံကဘယ်နှပါးရှိတယ်ပြောလဲ6ပါးရူပါယုံပြီးရင်နောက်တစ်ခုအာယုံကတတ္တာယုံနဲ့ဟောနောက်တစ်ခုကဘာလဲဗျာတတ္တာယုံဆိုတာတတ္တနဲ့အာယုံနဲ့ပေါင်းတာဟောနော်တတ္တဆိုတာအတန်ကိုပြောတာတတ္တဆိုတာဘာလဲအတန်ကိုပြောတာဒါကြောင့်မလို့တတ္တာယုံဆိုတာကနာဖြင့်ကြားသမျှကောင်းကောင်းဆိုးဆိုးအတန်အားလုံးကိုအဲ့ဒါဘာလို့ခေါ်လဲတတ္ထာယုံလို့ခေါ်တယ်နော်နာဖြင့်ကြားသမျှကောင်းတာရောဆိုးတာရောအတန်အားလုံးကိုအဲ့ဒါကိုတတ္ထာယုံလို့ခေါ်တယ်အဲ့ဒီအတန်မှာကောကိုရီရဲ့စိတ်တွေကမွေ့လျော်ရာပျော်ပါရာကျက်စားရာနေရာမဟုတ်ဘူးလားဟုတ်တယ်နော်ကဲဒါဆိုရင်စိတ်တို့ရဲ့မွေ့လျော်ရာပျော်ပါရာကျက်စားရာအာယုံနှစ်ခုသိသွားပြီဘာရဲ့လဲရူပါယုံရဲ့တတ္ထာယုံနောက်တစ်ခုကကန္ဓာယုံနဲ့ခန္ဓာယုံနဲ့ဒါဘာလဲဗျာကန္ဓာယုံဆိုတာခန္ဓာဆိုတာနဲ့အာယုံနဲ့ပေါင်းတာ
ကန္ဓာဆိုတာအနံ့ကိုပြောတာကန္ဓာဆိုတာဘာလဲအနံ့ပြောတယ်ဒါကြောင့်မလို့အနံ့ဆိုတာကနှာခေါင်းဖြင့်နမ်းရှူလို့ရတယ်ကောင်းကောင်းဆိုးဆိုးအနံ့အမျိုးမျိုးကိုအဲ့ဒါဘာလို့ခေါ်လဲကန္ဓာယုံလို့ခေါ်တယ်ကန္ဓာနဲ့အာယုံနဲ့ပေါင်းတဲ့အတွက်ကြောင့်အဲ့ဒီကန္ဓာမှာရေးချပါတယ်ဒါကြောင့်မလို့အတန်ထွက်ရင်ဘယ်လိုဖတ်ရလဲကန္ဓာယုံလို့မဖတ်အောင်ကန္ဓာယုံเนาะကန္ဓာရဲ့အာယုံရဲ့ဆိုတော့เนาะအဲ့ဒါရေးချဖြစ်သွားတယ်ကန္ဓာယုံဆိုတာကနှာခေါင်းဖြင့်နမ်းရှူလို့ရတယ်ကောင်းကောင်းဆိုးဆိုးပါတယ်လေအနံ့အားလုံးကိုအဲ့ဒါဘာလို့ခေါ်လဲကန္ဓာယုံအဲ့ဒီအနံ့မှာကိုစိတ်တွေကမွေ့လျော်ရာပျော်ပါရာကျက်စားတဲ့နေရာမဟုတ်ဘူးလားဟုတ်တယ်เนาะဒါကြောင့်မလို့ဒါလည်းအာယုံတစ်ပါးပဲအဲ့တော့ရူပါယုံတတ္တာယုံကန္ဓာယုံရတာယုံဟောရတာယုံဆိုတာကရတဆိုတာဘာလဲအရသာပေါ့အရသာသိဖို့ဆိုရင်ဟောဒီရှာဖြစ်เนาะစားသိလို့ရက်လို့သိတဲ့အရသာကောင်းကောင်းဆိုးဆိုးအရသာအားလုံးကိုအဲ့ဒါဘာလို့ခေါ်လဲရတာယုံလို့ခေါ်တယ်เนาะအရသာရတာယုံအဲ့တော့ရတာယုံပြီးရင်ဘာလာမလဲအစအနေပြန်ပူတော်ကြည့်ရူပါယုံတတ္တာယုံကန္ဓာယုံရတာယုံဖုဒ္ဓဘာယုံဟုတ်တယ်ဖုဒ္ဓဘာဆိုတာကဖုဒ္ဓဘာနဲ့အာယုံနဲ့ပေါင်းတာပေါ့เนาะဖုဒ္ဓဘာယုံဆိုတာကအတွေ့အထိပေါ့ဟုတ်လားဗျာအတွေ့အထိဆိုတာဘာနဲ့ထိတွေ့မှာလဲဟောဒီကိုယ်ကာယနဲ့ထိသိလို့ရတယ်ကောင်းကောင်းဆိုးဆိုးအထိတွေ့အားလုံးကိုအဲ့ဒါဘာလို့ခေါ်လဲဖုဒ္ဓဘာယုံလို့ခေါ်တယ်ထိတွေ့လိုက်တာကိုဖုဒ္ဓဘာယုံလို့ခေါ်တယ်အခုယောဂီတို့ထိုင်နေတယ်လေအောက်ကခင်းတာနဲ့ထိတွေ့တဲ့အထိတွေ့ဖုဒ္ဓဘာယုံမဖြစ်ဘူးလားမာရင်ဒါပထဝီဖုဒ္ဓဘာယုံပေါ့ပြော့နေရင်လည်းပထဝီဖုဒ္ဓဘာယုံပေါ့အထိတွေ့ကိုပြောတာကိုယ်ကာယနဲ့ထိတွေ့လို့ရတယ်ကောင်းကောင်းဆိုးဆိုးအထိတွေ့အားလုံးကိုအဲ့ဒါဘာလို့ခေါ်လဲဖုဒ္ဓဘာယုံလို့ခေါ်တယ်เนาะအဲ့ဒီဖုဒ္ဓဘာယုံပြီးရင်နောက်ဆုံးပါလဲဗျာဓမ္မာယုံဘာလဲဓမ္မာယုံဆိုတာဒီဓမ္မာယုံကြီးကိုပြောတာလားမဟုတ်ဘူးเนาะဓမ္မာယုံဆိုတာကဘာလဲစိတ်နဲ့ကြံစီစိတ်ကူးစဉ်းစားလို့ရတဲ့အတွေးတွေပေါ့ပြောမယ်ဆိုရင်ဓမ္မာယုံဟုတ်လားမိမိရွှေတော်ဘုရားကိုရောက်ဘူးတယ်ဆိုရင်အိမ်ပြန်ရောက်ရင်မျက်စိမိတ်ပြီးတော့အဲ့ဒီလိုရွှေတော်ဘုရားပုံပေါ်အာယုံပြုတ်လိုက်တယ်ဆိုတော့အဲ့ဒါဗမာပေါ်တာလေဓမ္မာယုံမှာပေါ်တာပေါ့တွေးတောကြံစီစိတ်လို့ခေါ်တယ်ဟုတ်လားမလားနော်ကိုမြင်မှုကြားမှုနားမှုစားမှုထိတွေ့မှုအဲ့ဓာတွေကိုပြန်ပြီးတော့နော်နှလုံးသွင်းဆင်ခြင်ပြီးတော့အာယုံပြုတ်လို့ရတဲ့နေရာကိုအဲ့ဒါဘာလို့ခေါ်တာလဲဓမ္မာယုံစိတ်တို့ရဲ့တွေးတောကြံစီစိတ်ကူးတဲ့နေရာပေါ့နော်အဲ့ဒါကိုဓမ္မာယုံလို့ခေါ်တယ်ကဲဒါဆိုရင်အဲ့ဒီဓမ္မာယုံလို့ပြောလိုက်ပြီဆိုရင်အာယုံက6ပါးမပြည့်သွားဘူးလားပြည့်သွားပြီဒါဆိုရင်ရူပါယုံတတ္တာယုံကန္ဓာယုံရတာယုံဖုဒ္ဓဘာယုံလို့ခေါ်တဲ့အဲ့ဒီအာယုံ5ပါးကိုဘုရားရှင်ကငါးဖြာအာယုံကာမဂုဏ်လို့ခေါ်တယ်ဘာလို့ခေါ်လဲဟုတ်တယ်အာယုံက6ပါးရှိတယ်လေငါးဖြာအာယုံကာမဂုဏ်ဆိုတာဘယ်အာယုံတွေကိုပြောတာလဲရူပါယုံရဲ့တတ္တာယုံရဲ့ခန္ဓာယုံရဲ့ရတာယုံရဲ့ဖုဒ္ဓဘာယုံရဲ့အဲ့ဒါကိုငါးဖြာအာယုံကာမဂုဏ်နဲ့ကာမဂုဏ်ဆိုတာကာမရဲ့ဂုဏရဲ့ပေါင်းတာကာမဆိုတာနှစ်သက်တာဆွဲလန်းတာဂုဏဆိုတာနှောင်ဖွဲ့ပလိုက်တာနော်ကာမဂုဏကာမဂုဏ်ဆိုတာနော်နှစ်သက်ဆွဲလန်းသွားတာပေါ့နော်အဲ့တော့အဲ့ဒီလိုနှစ်သက်ဆွဲလန်းစရာအာယုံကဘယ်နှပါးရှိတယ်5ပါးရှိတယ်ဒါကြောင့်မို့သူ့ကိုကာမဂုဏ်အာယုံလို့ပြောလိုက်တာနော်ဓမ္မာယုံဆိုတာက
အဲ့ဒီမိမိမျက်စိနဲ့မြင်ဘူးပြီးသားမိမိနားနဲ့ဘာဖြစ်လဲကြားဘူးပြီးသားအတန်မျက်စိဖြင့်မြင်ဘူးပြီးသားအစင်းနားဖြင့်ကြားဘူးပြီးတဲ့အတန်နှာခေါင်းဖြင့်နမ်းရှူဘူးတဲ့အနံ့ဟုတ်တယ်နော်အဲ့တော့ပြီးရင်ရှာဖြင့်စားသိဘူးတဲ့အရသာပြီးရင်ခန္ဓာကိုယ်နဲ့ထိတွေ့ဘူးတဲ့အထိအတွေ့တွေအဲ့ဒီငါးပြာအာယုံကာမဂုဏ်ဆိုတာမိမိမြင်ဘူးပြီးသားမိမိကြားဘူးပြီးသားမိမိနမ်းရှူဘူးပြီးသားမိမိစားဘူးပြီးသားမိမိထိတွေ့ဘူးပြီးသားအဲ့ဒီအာယုံတွေသည်ဗမာပေါ်တာလဲဆိုရင်ဓမ္မာယုံမှာပေါ်တာဓမ္မာယုံမှာဘာဖြစ်လဲဓမ္မာယုံမှာပေါ်တယ်ဆိုတာမိမိမမြင်ဘူးမကြားဘူးเนาะအဲ့ဒါတွေပေါ်ပါမလားမပေါ်ဘူးလေကိုကအမေရိကန်နိုင်ငံကိုမရောက်ဘူးเนาะအဲဓမ္မမို့ရင်ကိုယ့်ရဲ့မိဘမဟုတ်ဘဲနဲ့သူများရဲ့မိဘကိုမမြင်ဘူးပဲနဲ့ဓမ္မယုံမှာပုံဖော်လို့ရပါမလားမိမိမြင်မှမမြင်ဘူးလားမမြင်ဘူးတဲ့အားကိုဓမ္မယုံမှာဘယ်လိုပေါ်မလဲအဲ့ဒီအစဉ်ဘယ်လိုပေါ်နိုင်လဲမပေါ်နိုင်ဒါဆိုရင်ဓမ္မယုံမှာပေါ်တယ်ဆိုတာကမိမိတို့မြင်ဘူးပြီးသားကြားဘူးပြီးသားနားဘူးပြီးသားစားဘူးပြီးသားထိတွေ့ဘူးပြီးသားတွေကိုပဲစိတ်ကနေကြံစီတွေးတောပြီးတော့ပေါ်တဲ့နေရာကိုအဲ့ဒါဘာလို့ခေါ်လဲဓမ္မယုံလို့ခေါ်တယ်ဒါကြောင့်မလို့ကာမဂုဏ်အာယုံကဘယ်နှပါးရှိလဲ၅ပါးဒါဆိုရင်ဟလာနော်ဒါအရိယာတွေနဲ့ပတ်သက်လို့ဟလာသောတာပန်သဂရဂံအနာဂံယဟန္တာဆိုတဲ့နေရာမှာသောတာပတ္တိမဲ့သဂရဂါမိမဲ့ကြပြီဆိုရင်ကာမဂုဏ်အာယုန်တွေဘာဖြစ်လဲခေါင်းပါလာတယ်လို့မပြောဘူးလားပြောတယ်နော်ကာမဂုဏ်အာယုန်ကာမဂုဏ်အာယုန်ခေါင်းပါတယ်ဆိုတာဘာတွေခေါင်းပါလာတာလဲအဲ့ဒီကာမဂုဏ်အာယုန်လို့ခေါ်တဲ့မြင်တဲ့အစင်းတွေပေါ်မှာကြားတဲ့ဘာဖြစ်လဲအတန်တွေပေါ်မှာနမ်းရှူလို့ရတဲ့အနံ့တွေပေါ်မှာနော်ပြီးရင်နော်အရသာစားဘူးပြီးတဲ့နော်အရသာတွေပေါ်မှာခန္ဓာကိုယ်နဲ့ထိတွေ့ဘူးပြီးတဲ့အထိတွေ့တွေပေါ်မှာခေါင်းပါလာတာကိုပြောတာဟုတ်လားကာမဂုဏ်အာယုခေါင်းပါတယ်ဆိုတာကဒီလေယူသားမွေးတဲ့ကိစ္စမှာခေါင်းပါသွားတာမဟုတ်ဘူးဒီ၅မျိုးကိုဘာဖြစ်လဲခေါင်းပါအောင်ကျင့်တဲ့အကျင့်ဟုတ်လားဗျာဟုတ်တယ်နော်ဒါကြောင့်မလို့အဲ့ဒါခေါင်းပါလာတယ်နောက်ဆုံးဒီကာမဂုဏ်အာယုံ၅ပါးလုံးကိုခေါင်းပါအောင်ကျင့်ပြီးတော့ကာမဂုဏ်အာယုံတွေကိုပယ်တတ်နိုင်ပြီဆိုလို့ရှိရင်ဒါဘာဖြစ်လဲသဂရာဂံဖြစ်သွားပြီဟုတ်တယ်မလားဒါကြောင့်မလို့သဂရာဂံဖြစ်သွားပြီဆိုလို့ရှိရင်ကာမဂုဏ်အာယုံ၅ပါးလုံးကိုသမုတ်စေတာပဟံနဲ့သူကဘာလို့ပြီးသားပဲပယ်တတ်ပြီးသားဖြစ်သွားပြီဒါကြောင့်လို့ပယ်တတ်ပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်ကာမတုဂတိဘုံကိုလည်းပြန်လာစရာလည်းဘာဖြစ်လဲအကြောင်းမရှိတော့เนาะကာမဂုဏ်ကိုသူကယွံမုန်းစရာဘာဖြစ်လဲဖြစ်သွားပြီเนาะမလိုချင်တော့ဘူးပေါ့ဒါကြောင့်မလို့ကာမဂုဏ်ကိုအာယုံကိုခေါင်းမအောင်ကျင့်တယ်ဆိုတာမြင်ကြားတယ်မြင်တယ်ကြားတယ်နားတယ်စားတယ်အထီးတွေ့အဲ့ဒီပုံမှာဘာဖြစ်လဲခေါင်းမအောင်မလုပ်တာလေကျင့်အောင်ကိုပြောတာရမလားကဲဒါဆိုရင်အာယုံ6ပါးဆိုတာသိပြီလားဒါဆိုရင်အဲ့ဒီအာယုံ6ပါးဆိုတာကစိတ်တို့ရဲ့မွေ့လျော်ရာပျော်ပါရာကျက်စားရာနေရာတွေမဟုတ်ဘူးလားဒါကြောင့်မလို့စိတ်ဆိုသည်မှာအာယုံကိုသိတတ်သောသဘောဆိုတာဘာတွေကိုသိတာလဲဆိုရင်အဲ့ဒီအာယုံ6ပါးကလွယ်၍သိစရာဘာမှသူ့မှာဘာဖြစ်လဲမရှိဘူးเนาะအဲ့ဒီအာယုံ6ပါးကိုသိတာစိတ်လို့ပြောရင်ရောမရဘူးလားရတာပေါ့အဲ့ဒီအာယုံ6ပါးကိုသိနေတာဘာပဲလဲစိတ်ပဲဘာဖြစ်လို့လဲဆိုရင်စိတ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကစိတ်ဆိုသည်မှာအာယုံကိုသိတတ်သောသဘောလို့ပြောတဲ့အတွက်ကြောင့်အာယုံကိုသိတာဘာပဲလဲစိတ်ပဲပေါ့ကဲဒါဆိုရင်စိတ်နဲ့ပတ်သက်လို့သိပြီဆိုရင်အဲ့ဒီစိတ်နဲ့အာယုံနဲ့စိတ်ရဲ့အချုပ်ကလေးကိုလည်းမှတ်ထားလိုက်ပေါ့နော်အာယုံနဲ့စိတ်ရဲ့အချုပ်ကဘာလဲအခုအာယုံဆိုတာလည်းသိပြီလေစိတ်ဆိုတာအာယုံကိုသိတတ်သောသဘောအာယုံဆိုတာစိတ်တို့ရဲ့မွေ့လျော်ရာပျော်ပါရာ
ကျက်စားရနေအောင်အဲ့ဒါဘာလို့ခေါ်လဲအာယုအာရမဏလို့ခေါ်တယ်နောက်တနည်းဘယ်လိုပြောသေးလဲဆိုရင်အာလံပနလို့လည်းသုံးတယ်ဘာလို့လဲခေါ်လဲဟုတ်တယ်အာလံပနအာလံပနဆိုတာစိတ်တို့ရဲ့စွဲကံရာတဲ့အဓိပ္ပာယ်ကအာယုဆိုတာစိတ်တို့ရဲ့စွဲကံရာအာလံပနဆိုတာစိတ်တို့ရဲ့စွဲကံရာဥပမာပေးမယ်ဆိုရင်တောင်မွေးတို့ကြိုးတန်းတို့လို့ပေါ့မတန်မစွမ်းဖြစ်တဲ့လူတွေမျက်စိမမြင်တဲ့လူတွေသွားမယ်လာမယ်ဆိုရင်တောင်မွေးတို့ကြိုးတန်းတို့ကိုစွဲကံအမိသဟဲပြုပြီးမသွားရဘူးလားအဲ့ဒီလိုပဲတဲ့စိတ်ဆိုတာလေအာယုမရှိရင်စိတ်ရှိပါမလားစိတ်ဆိုတာအာယုတစ်ခုကိုအမြဲတမ်းဗာဖြစ်လဲစွဲကင်ထားတယ်နော်ဒါကြောင့်မလို့စိတ်နဲ့အာယုရဲ့အချုပ်ကိုပြောပါဆိုရင်အာယုမရှိရင်စိတ်မရှိဘူးအာယုကင်းပြီးတော့လေစိတ်မဖြစ်နိုင်ဒါလေးမှတ်ထားပါနော်အာယုမရှိစိတ်မရှိအာယုကင်း၍စိတ်မဖြစ်နိုင်အာယုရှိမှစိတ်ရှိတယ်စိတ်ဖြစ်တယ်ဟုတ်တယ်နော်ဒါကြောင့်မလို့အာယုနဲ့စိတ်အချုပ်ကဘာလဲဆိုရင်အာယုမရှိစိတ်မရှိအာယုကင်း၍စိတ်မဖြစ်နိုင်အာယုရှိမှစိတ်ရှိသည်အာယုရှိမှစိတ်ရှိတာလေအာယုကလည်းဘယ်နှပါးပဲရှိတယ်အဲ့ဒီ6ပါးမှာပဲမွေးလျော်တာမဟုတ်ဘူးလားကျွန်တော်တို့ရဲ့စိတ်တွေကဟုတ်လားနော်ဒါကြောင့်မလို့အာယုနဲ့စိတ်အချုပ်ကိုပြောပါဆိုရင်အာယုမရှိစိတ်မရှိအာယုကင်း၍စိတ်မဖြစ်နဲ့ဒါဆိုရင်အာယုပူရင်စိတ်ပူတာပေါ့အာယုပူရင်ဘာဖြစ်လဲကဲအခုဓမ္မမိတ်ဆွေတို့လူမှုနယ်ပယ်ကနေဒီကိုလာတယ်အခုအဲ့ဒီလူမှုနယ်ပယ်နဲ့လူမှုကိစ္စတွေခဏကင်းဝေးပြီးဒီကိုလာတော့အဲ့ဒီအာယုနေမျိုးဒီမှာမြင်ရလို့လားမမြင်ရရင်အာယုမပူတော့စိတ်ဘာဖြစ်လဲမပူဘူးလေအဲ့ဒါမှအာယုပူရင်စိတ်ပူတယ်နော်ဒါကြောင့်မလို့အာယုအေးရင်ဒါစိတ်အေးချမ်းတဲ့နေရာလေဒါကြောင့်မလို့အာယုအေးရင်စိတ်အေးတယ်အာယုမရှိရင်စိတ်မရှိဘူးအာယုကင်းပြီးတော့လည်းစိတ်မဖြစ်နိုင်အာယုရှိမှဘာဖြစ်လဲအခုဆိုရင်ယောဂီတို့စိတ်ကဘယ်အာယုဘယ်အာယုကိုပြုတ်နေကြပြောအဘိဓမ္မာဘာကိုအာယုပြုတ်နေလဲအဲ့ဒီစိတ်ကဘယ်မှာကျက်စားနေလဲကျွန်တော်ရဲ့တတ္ထလို့ခေါ်တဲ့တတ္ထယုံလို့ခေါ်တဲ့ဘာကိုအာယုပြုတ်ပြီးတော့စိတ်ကသိနေတာအတန်ကိုသိနေတာဟုတ်တယ်မလားအဲ့ဒါစိတ်ကဒီကအတန်ကိုသိနေလူကြီးကမမြင်ဘူးလားမြင်တယ်ဒါပေမဲ့အတန်လဲကြားတယ်ဒီရူပါယုံအစင်းကိုလည်းဘာဖြစ်လဲမြင်နေရတယ်လို့တထက်ထဲလို့တော့ပြောလို့မရဘူးဘာဖြစ်လို့လဲစိတ်ကအလွန်အင်မတန်မှဘာဖြစ်လဲလျှင်းမြန်းတယ်ဘုရားရှင်ကနော်လက်ဖြစ်တို့နော်မျက်စိတမိတ်လျှက်ရတဲ့အတွင်းမှာတဲ့ယုတ်ကလေး9000မကနံကလေး3သိန်းမကဖြစ်ပြနေတယ်တဲ့ဟုတ်တယ်မလားအခုယုတ်ကလေး9000ဖြစ်ချုပ်နေတယ်နံကလေးကဘာဖြစ်လဲ3သိန်းဆိုတော့အလွန်အင်မတန်မှလျှင်းမြန်းတာဒါကြောင့်မလို့အယမ်းမြန်တဲ့အတွက်ကြောင့်လူကြီးကိုလည်းမြင်နေရတယ်အတန်ကိုလည်းပါရတယ်ကြားနေရတယ်လို့ထင်တယ်တကယ်တော့စိတ်တနိယာမယတစိတ်ပြီးမှဘာဖြစ်တာလဲတစိတ်ဖြစ်တာပါအတန်ကိုအာယုပြုတ်နေတဲ့အချိန်မှာအစင်းကိုဘာဖြစ်လဲတိတ်မအာယုမပြုတ်ဒါပေမဲ့မြန်လွန်အားကြီးတော့ဘာဖြစ်လဲအစင်းရောအတန်ရောတထက်သေးလို့ဘာဖြစ်တာလဲထင်နေရเนาะဒါကြောင့်မလို့စိတ်ဆိုတာအလွန်အင်မတန်မှမြန်တယ်ဒါကြောင့်မလို့เนาะဘုရားရှင်ကယုတ်ကတိ9000မျက်စိတမိတ်လျှက်ရတဲ့အတွင်းမှာနံကတိကဘယ်လောက်လဲတသိန်းမကဆိုတွက်ကြည့်ပေါ့စိတ်တခဏတစ်ချက်ဆိုတာဥပခဏထီခဏဘင်ခဏလေးအဲ့ဒါမျိုးဂတိသသိန်းဆိုတွက်ကြည့်လိုက်ပေါ့เนาะအလွန်အင်မတန်မှတိုးတောင်းလာတဲ့အချိန်လေးမှာအလွန်အင်မတန်မြန်ဆန်တာဒါကြောင့်မလို့စိတ်တနိယာမယစိတ်တစ်ခုဟာရှေးစိတ်တစ်ခုချုပ်တော်မှာနောက်စိတ်ကဘာဖြစ်လဲပေါ်တယ်ဆိုတာစိတ်နှစ်ခုတပြိုင်တည်းဖြစ်တဲ့ထုံးစံဘာဖြစ်လဲမရှိဘူးเนาะကဲဒါကတော့အာယုံနဲ့စိတ်နဲ့ပြောပြတာပေါ့เนาะအာယုံနဲ့စိတ်တည်သွားပြီဒါဆိုရင်အဲ့ဒီအာယုံအမျိုးမျိုးပေါ်မူတည်ပြီးတော့မှเนาะအာယုံတွေမျိုးမျိုးမရှိဘူးလားကျွန်တော်တို့ကြုံတွေ့ရမယ်เนาะမိမိတွေ့ကြုံရမယ်အာယုံအမျိုးမျိုးပေါ်လိုက်ပြီးတော့เนาะအဲ့ဒီအာယုံအမျိုးမျိုးပေါ်လိုက်ပြီးတော့သိရင်နဲ့မှ
စိတ်ဆိုတာအာယုံကိုသိတယ်လေသိရင်လည်းမှအဲ့ဒီအာယုံအမျိုးမျိုးကိုခံစားတဲ့အလုပ်ကိုလုပ်တာကြတော့ဝေဒနာဆိုတာဟုတ်နော်ဘုရားရှင်ကပြောတယ်အဲ့တော့ဝေဒနာဆိုတာကခံစားမှုသဘောကိုဘာလို့ခေါ်လဲဟုတ်တယ်ဝေဒနာလို့ခေါ်တယ်နော်အဲ့တော့မိမိကြုံတွေ့ရတဲ့အာယုံအမျိုးမျိုးပေါ်မူတည်ပြီးတော့မှဝေဒနာကလည်း၅မျိုးကွဲသွားတယ်တဲ့နော်မိမိတွေ့ကြုံရတဲ့အာယုံမျိုးမျိုးပေါ်မူတည်ပြီးတော့မှဝေဒနာဘယ်နှမျိုးကွဲသွားလဲ၅မျိုးကွဲသွားတယ်ဆိုပြီးတော့ဘုရားရှင်ကနော်ဒီအဘိဓမ္မာမှာဝေဒနာ၅မျိုးအကြောင်းကိုလည်းပြောတယ်ဒါလေးလည်းအကျမ်းမြင်တော့ဘာဖြစ်လဲနည်းနည်းလေးသိအောင်လုပ်ထားပေါ့နော်အဲ့တော့အချိန်မီရင်လည်းအခု10မိနစ်လောက်တော့လိုပါသေးတယ်နော်အဲ့ဒီဝေဒနာ၅မျိုးအကြောင်းလေးကိုပြောပြနော်ကဲဒါဆိုရင်ကျွန်တော်တို့ကစိတ်တကူဖြစ်ဖို့ဧကံရှိရမယ်အကြောင်းကဘာလဲအာယုံဆိုတော့ရှင်းပြရတယ်လေနော်စိတ်တကူဖြစ်ဖို့ဧကံရှိရမယ်အကြောင်းကဘာပဲလဲအာယုံမဲ့ဆိုတော့ပြောပြီးပြီလေအာယုံမရှိရင်စိတ်မရှိဘူးအာယုံကင်းပြီးတော့လေစိတ်မဖြစ်နိုင်ဘူးအာယုံရှိမှဒါကြောင့်လို့အာယုံရှိမှစိတ်ဖြစ်တယ်ဆိုတာစိတ်တစ်ခုဖြစ်ဖို့ဧကံရှိရမယ်အကြောင်းဟာအာယုံပဲဖြစ်တယ်တဲ့အာယုံမရှိရင်မြည်သည့်စိတ်မှာဘာဖြစ်လဲဖြစ်ပေါ်နိုင်ရိုးမရှိပါဘူးတဲ့စိတ်တွေဖြစ်ပေါ်တဲ့အခါမှာတဲ့အဲ့ဒီအာယုံရဲ့အရသာကိုခံစားခြင်းသဘောကိုဘာလို့ခေါ်လိုက်တာလဲဝေဒနာလို့ခေါ်လိုက်တယ်အင်္ဂလိပ်လိုပြောရင်တော့ feeling ပေါ့ဟုတ်လားအင်္ဂလိပ်လိုပြောရင်ဘယ်လိုပြောလဲ feeling ပေါ့နော်အဲ့တော့အာယုံရဲ့အရသာကိုခံစားခြင်းသဘောကိုဝေဒနာလို့ပြောလိုက်တယ်အဲ့ဒီဝေဒနာဟာလဲတွေ့ကြုံထိတွေ့ရတဲ့အာယုံတွေကွဲပြားသည်နဲ့အလျောက်တဲ့ဝေဒနာကလည်းဘယ်နှမျိုးကွဲသွားလဲဆိုရင်၅မျိုးကွဲသွားပါတယ်တဲ့နော်ဝေဒနာဆိုတာဘာလဲအာယုံရဲ့အရသာကိုခံစားခြင်းသဘောတရားကိုကောက်ရင်တော့ဝေဒနာဆိုတာဝေဒနာစေတသိက်ပဲပေါ့ဟုတ်လားနော်ဝေဒနာဆိုတာအာယုံရဲ့အရသာကိုခံစားခြင်းသဘောအဲ့ဒါကိုဝေဒနာလို့ခေါ်တယ်ယောဂနဲ့တူလားမတူဘူးနော်ဝေဒနာရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကအာယုံရဲ့အရသာကိုခံစားခြင်းသဘောကိုအဲ့ဒါဘာလို့ခေါ်လဲဝေဒနာလို့ခေါ်တယ်နော်ကဲအဲ့တော့ဝေဒနာ၅မျိုးကိုနော်ခွဲပြီးတော့မှတ်လိုက်ရအောင်ဝေဒနာ၅မျိုးကိုပြောမယ်ဆိုရင်စိတ်မှာဖြစ်တဲ့ဝေဒနာက၃ပါးရှိတယ်ဟောစိတ်မှာဖြစ်တဲ့ဝေဒနာက၃ပါးရှိတယ်ဝေဒနာ၅မျိုးလို့ပြောတယ်လေဒါဆိုရင်ကိုယ်မှာဖြစ်တဲ့ဝေဒနာကဘယ်နှပါးရှိတယ်သိတော်တာပဲ၅ပါးရှိတာ၃ပါးပြောပြီးတော့နောက်၂ပါးကိုမှန်အောင်ပြောနိုင်တာဒီတရားစကားပဲရှိတယ်ဟုတ်ပြီဝေဒနာ၅ပါး၅မျိုးဆိုသိသွားပြီစိတ်မှာဖြစ်တဲ့ဝေဒနာက၃ပါးကိုယ်မှာဖြစ်တဲ့ဝေဒနာက2ပါးစိတ်မှာဖြစ်တဲ့ဝေဒနာကိုပြောပါဆိုရင်မိမိကြုံတွေ့ရတဲ့အာယုံဟာနော်မိမိလိုလားအပ်တဲ့မိမိကြိုက်နှစ်သက်တဲ့အာယုံမျိုးတွေနဲ့တွေ့ပြီဆိုရင်မိမိစိတ်မှာဝမ်းမြောက်ဝမ်းသာခံစားမှုမဖြစ်ဘူးလားရိုးရိုးလေးပဲเนาะအဲ့တော့ဝမ်းမြောက်ဝမ်းသာခံစားမှုကိုအဲ့ဒါကိုเนาะပါဠိလိုပြောမယ်ဆိုရင်တော့သောမနတဝေဒနာလို့ခေါ်တယ်ဘာလို့ခေါ်လဲဟုတ်တယ်မိမိကြုံတွေ့ရတဲ့အာယုံဟာမိမိအလိုရှိအပ်နှစ်သက်အပ်တဲ့အာယုံဖြစ်နေတာကိုမိမိအလိုရှိအပ်နှစ်သက်အပ်တဲ့အာယုံဆိုရင်စိတ်မှာခံစားတဲ့ဝေဒနာဒီဘာဝေဒနာပဲလာမှာပဲလေဒါပေါ့ဝမ်းမြောက်ဝမ်းသာစိတ်ချမ်းသာတဲ့ခံစားမှုပဲလာမှာပေါ့အဲ့ဒီဝမ်းမြောက်ဝမ်းသာစိတ်ချမ်းသာသောခံစားမှုကိုမှဘယ်လိုခေါ်လဲဆိုရင်သောမနတဝေဒနာလို့ခေါ်လိုက်တယ်အဲ့ဒါဘာမှဖြစ်တာလဲစိတ်မှာဖြစ်တဲ့ဝေဒနာတစ်ပါးရသွားပြီဟောပြီးလို့ရှိရင်မိမိကြုံတွေ့ရတဲ့အာယုံဟာမိမိမနစ်တဲ့အလိုမရှိတဲ့အာယုံမျိုးနဲ့ကြုံတွေ့ပြီဆိုရင်မိမိစိတ်ထဲမှာစိတ်ဆင်းရဲတဲ့ခံစားမှုမဖြစ်ဘူးလားအဲ့တော့စိတ်ဆင်းရဲတဲ့ခံစားမှုဖြစ်ပြီဆိုရင်အဲ့ဒီဝေဒနာကို
ဒေါမနတဝေဒနာလို့ခေါ်တယ်ဘာလို့ခေါ်လဲဗျာဟုတ်တယ်ဒါဆိုရင်မိမိကြုံတွေ့ရတဲ့အာယုံဟာဝမ်းသာတာလည်းမဟုတ်ဝမ်းနေတာလည်းမဟုတ်အလေလက်တက်မှတ်တဲ့အာယုံမျိုးဆိုရင်သူ့ကိုဥပ္ပခဝေဒနာလို့ခေါ်တယ်ဘာလို့ခေါ်လဲဗျာဥပ္ပခဝေဒနာနော်ဥပိ္ခဝေဒနာလို့မပြောအောင်နော်ဥပ္ပခဝေဒနာလို့သုံးတယ်ဒါဆိုရင်စိတ်မှာဖြစ်တဲ့ဝေဒနာဘယ်နှပါးဆိုတာသိသွားပြီလား၃ပါးပဲရှိတယ်ပူဇော်ကြည့်ပါအောင်ပါတယ်လေဒေါမနတဝေဒနာဒေါမနတဝေဒနာဥပ္ပခဝေဒနာအဲ့ဒါဗမာဖြစ်တာလေစိတ်မှာဖြစ်တဲ့ဝေဒနာဖြစ်လို့သူ့ကိုစေတသိကဝေဒနာလို့လည်းခေါ်တယ်ဘာလို့လဲခေါ်လဲဟုတ်တယ်စိတ်မှာဖြစ်တဲ့ဝေဒနာဖြစ်လို့စေတသိကဝေဒနာလို့ခေါ်တယ်ကဲဒါဆိုရင်စိတ်မှာဖြစ်တဲ့ဝေဒနာ၃ပါးသိရဲ့ကိုယ်မှာဖြစ်တဲ့ဝေဒနာကြတော့၂ပါးကိုယ်ချမ်းသာသောခံစားမှုဖြစ်ပြီဆိုရင်အဲ့ဒါဒုက္ခဝေဒနာပေါ့ကိုယ်ချမ်းသာတဲ့ခံစားမှုဖြစ်ရင်ဗာလဲအခုဒီမှာထိုင်ရတာမကောင်းဘူးလေဓာတ်တော့မှုရကြီးပေါ်တော့ထိုင်မယ်တော့အိတ်မယ်ဆိုရင်ချမ်းချမ်းသာသာနဲ့မနေရဘူးလားအဲ့ဒါဆိုရင်ကိုယ်နဲ့ထိပြီးတော့နော်ဖြစ်ပေါ်တဲ့ဝေဒနာဖြစ်လို့ကိုယ်ချမ်းသာသောခံစားမှုကြတော့ဒုက္ခဝေဒနာလို့ခေါ်တာပေါ့ဒါဆိုရင်ပြောင်းပြန်ကိုယ်ဆင်းရဲသောခံစားမှုဆိုရင်ဒုက္ခဝေဒနာပေါ့နော်ဒါကြောင့်လို့ကိုယ်မှာဖြစ်တဲ့ဝေဒနာကဘယ်နှပါးပဲရှိတယ်ကဲအခုကိုယ်ခြေထောက်မှာအဆူးဆူးပြီးခလုတ်တိုက်ပြီးဆိုရင်အဲ့ဒါဒုက္ခလားဒုက္ခလားဒါကိုဆင်းရဲတဲ့ခံစားမှုခံစားသွားပြီเนาะဒါကြောင့်မလို့ကိုယ်မှာဖြစ်တဲ့ဝေဒနာကဘယ်နှပါးရှိနှစ်ပါးပဲရှိတယ်ဒါဆိုရင်အဲ့ဒီကိုယ်မှာဖြစ်တဲ့ဝေဒနာကိုကာယိကဝေဒနာလို့ခေါ်တယ်ဘာလို့ခေါ်လဲဟုတ်တယ်ကာယိကဝေဒနာကနှစ်ပါးစိတ်မှာဖြစ်တဲ့စေတသိကဝေဒနာက၃ပါးဘောင်းဝေဒနာဘယ်နှပါးရှိလဲ၅ပါးမိမိတို့တရားရှုမှတ်ပြီဆိုရင်ဒီဝေဒနာတွေမလာဘူးလားကိုချမ်းသာသောခံစားမှုတွေလည်းဒုက္ခစီလည်းရောက်တာပဲเนาะထုံနေခြင်းနဲ့တောင်းနေတင်းနေဒါတွေဝေဒနာတွေအတင်းတက်ပြီဆိုလို့ရှိရင်ဘာဖြစ်လဲကိုဆင်းရဲတဲ့ခံစားမှုတွေရောမခံစားရဘူးလားစိတ်ထဲမှာလည်းတနှုံနှုံနဲ့ဟာလားဒေါသတွေရောမဖြစ်ဘူးလားပြောတော့ဝေဒနာကဥပခဏထီခဏဘေခဏခဏငယ်၃ချက်ပြီးရင်ပျောက်တယ်လည်းပြောသေးတယ်ငါကြမှာထီမှာကြာလာရည်လားဆိုပြီးဟုတ်လားเนาะဒါကြောင့်မလို့เนาะအဲ့တော့ဝေဒနာဆိုတာကအခုလို့တရားရှုမှတ်ပြီးဆိုရင်ဒုက္ခလည်းခံစားရမယ်ဒုက္ခလည်းခံစားရမယ်သောမနတရောမခံစားရဘူးလားသောမနတပဲလိုက်လွားလေကောင်းတယ်ချမ်းသာလိုက်တာဆိုရင်လည်းဒါလောဘအစွန်းရောက်သွားမယ်ဟုတ်တယ်မလားဒီထုံနေခြင်းနဲ့တောင်းနေတင်းနေတယ်ဖြစ်လို့မခံမရနိုင်နေဖြစ်ရင်လည်းဒါဒေါသအစွန်းဘက်ကိုမရောက်သွားဘူးလားရောက်သွားတယ်ဒါကြောင့်မလို့သောမနတဒေါမနတအဲ့ဒီအစွန်းနှစ်ပါးကြားလွတ်တဲ့ဥပိ္ပခာကိုစိုက်အောင်ကိုကဘာလုပ်ရမှာလဲရှုမှတ်ပွားများရမှာဥပိ္ပခာကြတော့နော်သောမနတလည်းမဟုတ်ဒေါမနတလည်းမဟုတ်အဲ့ဒီဥပိ္ပခာဝေဒနာကိုနောက်တနည်းစာပေမှာဘယ်လိုသုံးလဲဆိုရင်အဒုက္ခမဒုက္ခဝေဒနာလို့လည်းခေါ်တယ်နော်ဒါကြောင့်မလို့ဥပိ္ပခာဝေဒနာကိုနော်အဒုက္ခမဒုက္ခဝေဒနာဆိုရင်အဲ့ဒါဘာဝေဒနာကိုပြောတာလဲဥပေက္ခဝေဒနာကိုပြောတာအဲ့တော့ဝေဒနာကဘယ်နှပါးရှိလဲ၅ပါးရှိတယ်စိတ်မှာဖြစ်တဲ့ဝေဒနာက၃ပါးကိုယ်မှာဖြစ်တဲ့ဝေဒနာကဘောင်းဝေဒနာစိတ်မှာဖြစ်တဲ့ဝေဒနာကိုစေတသိကဝေဒနာလို့ခေါ်တယ်စိတ်မှာဖြစ်တဲ့ဝေဒနာကိုကိုယ်မှာဖြစ်တဲ့ဝေဒနာကိုကာယိကဝေဒနာလို့ခေါ်တယ်စိတ်မှာဖြစ်တဲ့ဝေဒနာ၃ပါးကိုပူဇော်ပြပါအောင်ဗျာဘာတွေလဲသောမနတဝေဒနာဒေါမနတဝေဒနာဥပေက္ခဝေဒနာအဲ့ဒီ၃ပါးကစေတသိကဝေဒနာစိတ်မှာဖြစ်လို့ကိုယ်မှာဖြစ်တဲ့ဝေဒနာကိုကြတော့ကာယိကဝေဒနာလို့ခေါ်တယ်ကိုယ်မှာဖြစ်တဲ့ဝေဒနာနှစ်ပါးပူဇော်ကြည့်ပါဦး
ဒုက္ခဝေဒနာရဲ့ဒုက္ခဝေဒနာကဲဒါဆိုရင်ဒီနေ့ကတော့စိတ်ဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုအဓိပ္ပာယ်ပေါ်မူတည်ပြီးတော့သင်ကြားပို့ချပေးလိုက်တာပေါ့နော်စိတ်ဆိုဒီမှာအာယုံကိုတိတတ်သောသဘောလို့ပြောတဲ့အတွက်ကြောင့်အာရမဏဝိဇာဏနာလက္ခဏာရှိတယ်သူကဒါကြောင့်မလို့အာယုံကိုတိတတ်သောသဘောလို့ပြောတဲ့အတွက်ကြောင့်အာယုံဆိုတာကိုသိဖို့မလိုဘူးလားအဲ့ဒါကြောင့်မလို့အာယုံ6ပါးကိုလည်းဒီနေ့ဗာပြည့်လဲပြောတယ်အဲ့ဒီအာယုံ6ပါးမှာမှငါးပြာအာယုံကာမဂုဏ်ဆိုတာရောမသိသွားဘူးလားသိသွားပြီရူပါယုံရဲ့တတ္တာယုံရဲ့ခန္ဓာယုံရဲ့ရသာယုံရဲ့ဖုဒ္ဓဘာယုံရဲ့အဲ့ဒါငါးပြာအာယုံကာမဂုဏ်ဓမ္မယုံဆိုတာစိတ်တို့ရဲ့ကြံစီတွေးတောတဲ့နေရာအဲ့ဒီမိမိမြင်ဘူးပြီးသားကြားဘူးပြီးသားနားဘူးပြီးသားနော်အရာသာသိဘူးသားထိတိဘူးသားတွေအားလုံးကိုဘယ်မှာပြန်လဲတွေးတောဆင်ခြင်လို့ရစိတ်ကူးပုံဖော်လို့ရဓမ္မယုံမှာနော်ကဲဒါဆိုရင်အဲ့ဒါပြီးတဲ့အခါမှာအဲ့ဒီအာယုံမိမိနဲ့တွေ့ကြုံရတဲ့အာယုံအမျိုးမျိုးပေါ်မူတည်ပြီးတော့မှဝေဒနာဆိုတာလည်းဘယ်နှမျိုးကိုယ်သွားလဲ5မျိုးကိုယ်သွားတယ်ကိုယ်မှာဖြစ်တဲ့ဝေဒနာက2ပါးစိတ်မှာဖြစ်တဲ့ဝေဒနာက3ပါးဒါဆိုရင်ဘောင်းဝေဒနာတော်ပြီပေါ့45မိနစ်ဒီလောက်ပဲကောင်းတယ်စာရီအများကြီးသင်လည်းမှတ်မိမှာမဟုတ်ဘူးเนาะဒါကြောင့်မလို့ဒါကတော့တရားရှုမှတ်တာနဲ့ပတ်သက်လို့မဖြစ်မနေသိတဲ့သိတိုက်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဖြစ်တဲ့အတွက်ကြောင့်အဘိဓမ္မာတွေကနေပြီးတော့เนาะဒီတရားတော်နဲ့ပတ်သက်ပြီးတော့ရှုမှတ်ပွားများတဲ့ကျင့်စဉ်တွေနဲ့ပတ်သက်လို့သိဖို့သင့်တဲ့ဟာလေးတွေကိုပဲเนาะရှင်းလင်းဆွေးနွေးခြင်းဖြစ်ပါတယ်။ကဲဒါဆိုရင်เนาะသင်ကြားပို့ချတဲ့ကိစ္စပြီးဆုံးပြီဖြစ်တဲ့အတွက်ကြောင့်အနန္တောနန္ဒ၅ပါးကိုရှ िख ိုးပူဇော်ရင်းနဲ့အမြတ်တမ်းနေပေးဝေကြအောင်เนาะဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောသံဃာဂုဏောအနန္တောမာတာပိတုဂုဏောအနန္တောအာစရိယဂုဏောအနန္တောဟုအနန္တဂုံအင်းကျေးဇူးရှင်တို့ကိုဝနေဝနာမိယိုသေးမြတ်တို့လက်ဆောင်ငို၍ရှ िख ိုးကြောပါ၏ရှင်ဗျာယနေ့ယခုအဘိဓမ္မာဒေသနာတော်ကိုနာယူသင်ကြားရသောကုသိုလ်ကောင်းမှုတို့၏အဖို့ဘာကတို့ကို၎င်းကဲအမြဝေပဲနော်ဘုရားတပည့်တော်တို့သည်အတိတ်တန္တရာဘဝဆက်စမှစ၍ယခုထိတိုင်အောင်ပြုလိုအားထုတ်အပ်သောကုသိုလ်ကောင်းမှုအစုစုတို့၏အဖို့ဘာကကို30ပုံတွင်ကျင်လေကြကုန်သောဝိနည်းတတော်အားလုံးတို့အား၎င်းမိမိတို့နှင့်တန္တရာဆက်စမှတော်စခဲ့ကြကုန်သောအမိအဖအဘိုးအဘွားဆရာသမားအစရှိသောဆွေတော်မျိုးတော်ပေါင်းတို့အား၎င်းဤနေရာဤဘဝင်းကျင်ဤကြောင့်မိမိတို့နေတွင်၌နေထိုင်ကြကုန်သောမြင်အပ်မမြင်အပ်မကြွမလကြကုန်သောပုဂ္ဂိုလ်အလုံးတို့နှင့်တကွာကိုယ်ဆောင်တပါမကြံအမြပေးဝေပါကုန်၏အမြရာကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုသာဓုခေါ်ဆိုနိုင်ကြပါစေကုန်သတည်းကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်တော်သာ
do